လာပါညီမတို့ရဲ့ညီမပါညီမဒီနေ့တော့ဘုဒ္ဓအတိုင်းအရာလေးကိုညီမဒီတစ်လောက်လေးပြန်ပြီးတော့ကိုကောက်နေမှရှိတဲ့အားတွေကို share လုပ်ပြရပါရှင်။ပြောတဲ့အကြောင်းအရာတွေမှာညီမကပညာရှင်တွေတဲ့အကြောင်းတွေကိုတချို့အကြောင်းအရာတွေအနေငယ်တော့ပေါ့နော်။မာရွန်းသွားတဲ့ solution တွေလည်းဖြစ်တဲ့ပြီးတော့လည်းဒီဖြစ်နေပါတယ်။ဒါတော့ဒီထက်ပိုပြီးလေးတဲ့အကြောင်းအရာတွေသိချင်တဲ့ပညာရှင်တွေလည်းတောင်းနေတာပေါ့နော်။ဒါတော့ညီမယူရအပြင်ညီမဒီရလေးကိုပြန်ပြီးတော့ share လုပ်ပြရပါရှင်။ညီမရဲ့ကောက်နေမှရှိတဲ့ညီမရဲ့အနေနဲ့ပေါ့နော်ကိုကတရားဝင်ပါရှင်းထားတယ်ဒါပေမဲ့ကိုရဲ့အိမ်နောက်ဘက်နဲ့ကိုကပြန်ပြီးတော့တိုင်ဝမ်စစ်သားပဲပြီးတော့အကြောင်းမျိုးကြောင့်ပေါ့နော်ပြန်ပြီးအဆင်ပြေပြန်ပေါင်းတဲ့အခါမျိုးဆိုလို့ရှိရင်ကလေးလေးတွေချစ်စီဖို့ဒီချက်လေးတွေကိုပြပြပေးရမှာပါတယ်နော်ကိုကပြန်ပြီးတော့ပေါင်းသိမယ်ဆိုလို့ရှိရင်ကိုကတရားဝင်လည်းကိုရှင်းထားပြီးပါပြီပေါ့နော်ပြန်ပေါင်းတဲ့အခါကျမှကိုနဲ့ကိုလည်းပဲနှစ်ယောက်လည်းသိပြီးတော့ပေါင်းတဲ့နာမျိုးကိုဘယ်လိုစီစဉ်မှာလဲဘာဖြစ်လို့လဲဆိုတော့ဘာလို့ရဲ့ဘာမှမလုပ်ရဘူးနော်လက်ထပ်ထားတယ်လက်ထပ်စာချုပ်ကသာမတည်နေတာရှင်ဘာဖြစ်စာချုပ်ကတော့တကယ်မှဒီခိုင်မှတည်နေတယ်ပေါ့အချမ်းခိုင်ပါတယ်တည်နေပါတယ်ဒါကြောင့်မလို့ငါတို့လည်းတတိလေးချက်ပြီးတော့ဒီချက်လေးတွေကိုလိုက်လို့ဆက်ပါတယ်ဘာလို့လဲဆိုတော့ဒီချက်လေးမလုပ်ဆိုလို့ရှိရင်ကိုတို့အားနဲ့ချက်ပြီးသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ပါတကယ်လို့ကွာဒီနေ့ပါရှင်လာပြီးတော့မှပြန်ပေါင်းမယ်ဆိုလို့ရှိရင်ကိုကဒီနေ့တရားဝင်ပြန်ပေါင်းချောင်းကိုရဲ့နှစ်ဖက်မိဘတွေကိုအတိပေးတာမျိုးပဲဖြစ်ဖြစ်နှစ်ဖက်မိဘဆိုတော့တိုင်ဝမ်ကိုအတိပေးတာမျိုးပေါ့နော်အဲ့လိုမျိုးပဲဖြစ်ဖြစ်တော့ကိုအတိပေးဆိုတွေကိုလည်းဒီနေ့ကိုတကယ်ကိုမှပေါ့နော်ပြန်ပြီးတော့ပေါင်းနေနေခိုင်းနေပြီဆိုတဲ့အကြောင်းကိုအတိပေးရမျိုးပြုလုပ်တင်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့နောက်ထပ်တစ်ဆင့်အနေနဲ့ပို့ပြီးတော့ခိုင်မြဲအောင်ဆိုလို့ခိုင်မအောင်ပေါ့နော်ဒီစာချုပ်ပြည့်အောင်ဆိုလို့ရှိရင်ဒီလက်ကိုနဲ့ကတော့ပင်လေးတော့ပါရှင်းထားတယ်ပေါ့နော်ပါရှင်းထားတယ်သဘောဆုံးတိုက်တယ်ပါရှင်းလိုက်တယ်ဒါပေမဲ့အခုတော့အကြောင်းမျိုးကြောင့်ပြန်ညှိနှိုင်းပြေလည်သွားတဲ့အတွက်ကြောင့်မို့ပြန်ပြီးတော့လည်းများဖြစ်ပေါင်းတင်းနေထိုင်နေဆိုတဲ့ကြောင့်ဒီစာချုပ်ထားတဲ့ solution ကိုပြီးတော့ခံတာပေါ့နော်ဒီမျိုးချက်လက်တွေနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ပါရှင်းစာချုပ်ကပြည့်ပါတယ်ပြည့်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်ထားအောင်ဆိုလို့ရှိရင်ကိုယ့်ဘက်ကတစုံတရာပေါ့ပြဿနာတစုံတရာပေါ်လာတဲ့အခါမျိုးမှာကိုကပြန်ပြီးတော့တရားတော်ပေါ့ရှင်းဆိုင်မယ်ဆိုလို့ရှိရင်ဒါတော့ကိုကလည်းတများဥပဒေနဲ့လည်းဆွဲလို့မရအောင်เนาะဆွဲလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကိုကသူနဲ့ကိုနဲ့ကဘယ်သူမှမသိဘဲနဲ့ပြန်ပေါင်းနေရမျိုးဆိုလို့ရှိရင်ဒီကွာရှင်းစာချုပ်ကတည်ငြင်းနေရဆိုတဲ့ကြောင့်မို့တလင်တများဥပဒေနဲ့လည်းအရေးယူလို့မရဘူးရှင်ဟိုသူကလည်းပြောမှာပဲလေတရားရောက်မှာလည်းဒါကျွန်တော်ကတော့ဘယ်နေတာဒီနေ့ကျွန်တော်လည်းတရားဝင်ကွာရှင်းပြီးသားအဲ့လိုဆိုတော့သူကလည်းလွတ်လပ်တယ်သူဖြစ်သွားပြီဆိုတဲ့အတွက်ကြောင့်မလို့ကိုကအရေးယူလို့မရပါဘူးကိုလည်းမရင်ကြီးဖို့ပေါ့နော်စားတဲ့ရောက်နေအနေဖောက်ပြန်ရင်တော့မှာပေါ့နော်သူကပြန်ပြီးတော့ပြောလို့ရတယ်ပေါ့ဒါ question ပြီးသားကြီးဆိုပြီးအဲ့နှစ်ချက်ကွက်တွေနေလို့ရတယ်ပေါ့ရှင်ဒါကြောင့်မလို့တရားဝင်ခြားပြတာမျိုးလုပ်ပြီးမှပြန်ပေါင်းစီချင်ပါတယ်ကျေးဇူးပါ